ဒီနေ့ special ကတော့မကြီးရွက်တုပ်ဖြစ်ပါတယ် ရင်ဆုံးကျက်သွန်မီလေးကိုပပလီပြီးရေးဆေးပြီးတော့စကားနဲ့စစ်ထားပါမယ်ပြီးရင်တုပ်မဲ့စလုံးလေးကိုရေးဆေးထားတဲ့မကြီးရွက်ရယ်ကျက်သွန်မီရယ်ထည့်ပါမယ်ညီဘဲကိုလည်းညံ့ညံ့လေးထောင်းပြီးထည့်ပါမယ်ဒီအနေလောက်ဆိုအတော်ပါပဲပြီးရင်ထောင်းထားတဲ့မြေပဲရယ်ပဇွန်ကြောက်ရယ်ထည့်ပါမယ်မိတ်ဆွေတို့ကတော့ချက်နှစ်တက်ရစီစဉ်ကိုသုံးပြနိုင်ပါတယ်ပြီးတော့စားရယ်ရတာမုံရယ်ထည့်ပါတယ်စီစီလေးကြိုက်လို့ပဲမုံလေးထပ်ထည့်ပါတယ်အားလုံးရောသမားအောင်နေပြီးရင်တော့အရန်ကောင်းတဲ့မကြီးရွက်တုပ်တွေရပါပြီ